ဘရင်ကြီးဟာနေတိုင်းသူ့အရာစီကိုချက်ပြုတ်ထားတဲ့အသားတွေယူလာတတ်တယ်ပြီးတော့ထူးဆန်းတဲ့အတန်းတွေလည်းလွတ်ပြတတ်သေးတယ်အဲ့ဒီအတန်းကိုကြားတာနဲ့အခန်းထဲကိုထူးဆန်းတဲ့တရဝတစ်ကောင်ရောက်လာလေးရှိတယ်တကယ်တော့အဲ့ဒါကဘရင်ကြီးအပျော်မွေးထားတဲ့တောကြောင် links တစ်ကောင်ပါဘရင်ကသူ့ကိုအစားအသောက်ကောင်းကောင်းကျွေးပြီးအရန်ဂယူဆိုင်ခဲ့ပေမဲ့တနေ့မှာတော့အဲ့ဒီတောကြောင်လေးဖျားနာသွားပါတော့တယ်အတော်ဆုံးဆရာဝန်တွေကိုခေါ်ကူးတာပေမဲ့လည်းမသက်တာပဲနောက်ဆုံးမှာတော့ဘရင်ကြီးရဲ့ပေါင်ပေါ်မှာတင်ပိတ်ဆုံးသွားခဲ့ပါတယ်ဘရင်ကြီးကအရန်ဝါနေသွားပေမဲ့သူ့ရဲ့စိုးရိမ်မှုတစ်ခုကိုအဆုံးသတ်နိုင်တော့မယ်လို့တွေးလိုက်တယ်သူကသမီးတော်အတွက်ခင်မွန်းကောင်းတရားလိုချင်နေတာပါဒါကြောင့်ဒီတောကြောင်ရဲ့အရေးခွန်းကိုတုံးပြီးပြန်ခွဲတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒီအရေးခွန်းကဘာကောင်လဲဆိုတာမှန်အောင်ပြောနိုင်သူဟာမင်းသမီးနဲ့လက်ထပ်ခွင့်ရမယ်ပေါ့ပထမဆုံးပြန်ပွဲဝင်ရောက်လာပြီးအရေးခွန်းကိုထိကြည့်ပြီးနောက်ဝက်အရေးခွန်းလို့ပြောလိုက်တယ်ဘရင်ကြီးကချက်ချင်းပဲညင်းပယ်လိုက်ပါတယ်ဒါကဝက်အရေးခွန်းမဟုတ်လို့ပါဒုတိယပြန်ပွဲဝင်ကတော့အသက်ကြီးကြီးလူအိုကြီးတယောက်ဖြစ်ပြီးအရေးခွန်းကိုတေချာကြည့်ပေမဲ့သူလည်းပဲမှားသွားပြန်ပါတယ်မင်းသမီးကတော့အဲ့ဒီလူအိုကြီးကိုသဘောမကျတာကြောင့်အယမ်းပျော်သွားတာပေါ့တတိယပြန်ပွဲဝင်ကတော့ချောမောလာပါတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်မင်းသားကသူ့ကိုတိတ်တဘောချလို့ခမည်းတော်စီကအပြေမှန်ကိုတောင်းကြည့်ပေမဲ့ဘရင်ကြီးကတော့မပြောပြပဲညင်းဆိုခဲ့တယ်မင်းသားကတခြားတရိษံတစ်ကောင်ရဲ့အမိကိုပြောလိုက်ပေမဲ့သူလည်းပဲမှားသွားပြန်ပါတယ်အဲ့ဒီနောက်မှာတော့ရိုင်းကျင်ကြမ်းတမ်းတဲ့ပုံစံရှိတဲ့လူတစ်ယောက်ပေါ်လာတယ်လူတွေကသူ့ကိုကြည့်ပြီးကောက်နေကြပေမဲ့ဘရင်ကတော့အခွင့်အရေးပေးလိုက်တယ်အဲ့ဒီလူကအရေးခွန်းကိုနမ်းကြည့်ပြီးဒါဟာတောကြောင် links ရဲ့အရေးခွန်းကိုပြောလိုက်တယ်သူ့အဖေကမှန်ကန်သွားခဲ့သလိုဘရင်ကြီးလည်းသဘောတူလိုက်တာကြောင့်မင်းသမီးဟာအဲ့ဒီလူနဲ့လက်ထပ်ရဖို့ဖြစ်လာပါတော့တယ်မင်းသမီးကဒီလက်ထပ်ပွဲကိုလုံးဝမကျေနပ်ပေမဲ့ဘရင်ကတော့အတင်းအကျပ်လုပ်ခဲ့တယ်နောက်ဆုံးမှာတော့သူမဟာအဲ့ဒီလူနဲ့အတူလိုက်သွားခဲ့ရပါတယ်အဲ့ဒီလူကမင်းသမီးကိုသူနေထိုင်တဲ့တောင်ပေါ်ကညှိပြတ်တဲ့ကူးတကူတွေကိုခေါ်သွားတယ်ပြီးတော့အစိမ့်လိုက်သွေးချင်းချင်းနီနေတဲ့သမင်းချေတောက်တွေကိုကျွေးခဲ့တယ်မင်းသမီးကတော့အရန်ကိုထိလန့်ကြောက်ရွံ့နေခဲ့ရပြီးဒီနေရာမှာသူမဘယ်တော့မှပျော်ရွှင်နိုင်မှာမဟုတ်ဘူးဆိုတာနားလည်လာပါတယ်တတိမှာတော့သူမကူအပင်းပေါင်မှာအိပ်ပျော်သွားတာကြောင့်အဲ့ဒီလူကအရန်ဒေါသထွက်သွားပြီးသူမကိုကူထဲကိုအတင်းထမဆွဲခေါ်သွားပါတော့တယ်မင်းသမီးဟာအရန်ဝမ်းနေသွားပြီးထွက်ပြေးဖို့အခွင့်အရေးကိုရှာနေခဲ့တယ်တတိမှာတော့အနီးကတောင်ကုန်းပေါ်မှာဆေးမြေရှာနေတဲ့အမျိုးသမီးတယောက်ကိုတွေ့တယ်မင်းသမီးကအကူအညီတောင်းတဲ့အခါအဲ့ဒီအမျိုးသမီးကအခုချက်ချင်းတော့မကူနိုင်ပေမဲ့နောက်နေ့မှသူ့သားကိုလွှတ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်နောက်တနေ့မှာတော့အဲ့ဒီလူအလုံးရှုံနေတော့မင်းသမီးကဂူထဲကနေတိုက်တိုက်ဆွေဆွေထွက်လာခဲ့တယ်အဲ့ဒီအမျိုးသမီးရဲ့သားရောက်လာပြီးသူမကိုကြိုးတုံးပြီးတောင်ပေါ်ကနေကူညီပေးလိုက်တယ်ဒါကိုအဲ့ဒီလူမြင်တော့ပြီးနောက်ကနေလိုက်လာတယ်သူကြိုးကိုဆွဲပြီးတက်လာတဲ့အချိန်မှာပဲအမျိုးသမီးရဲ့သားကြီးကကြိုးကိုဖြတ်ချလိုက်တယ်အဲ့ဒီလူအောက်ကိုပြုတ်သွားတာကြောင့်အားလုံးကဝမ်းသာသွားကြပြီးမင်းသမီးကိုရထားလုံးနဲ့ခေါ်ထုတ်သွားကြတယ်ဒါပေမဲ့မကြာခင်မှာပဲရထားလုံးရပ်သွားတယ်အဲ့ဒီလူကမသေးသေးပဲနဲ့သူတို့ကိုတိုက်ခိုက်ပြန်တယ်သူကအမျိုးသမီးရဲ့ခင်မုန်းနဲ့သားကြီးတယောက်ကိုတပ်ပစ်လိုက်တယ်ပြီးတော့မင်းသမီးနဲ့သားငယ်တယောက်ကိုဆက်ပြီးလိုက်ဖမ်းပြန်တယ်ကောင်လေးကမီးနဲ့အရက်ကိုတုံးပြီးတိုက်ခိုက်ပြီးမဲ့လည်းအဲ့ဒီလူကမရက်တန်းပါဘူးသူကကောင်လေးရဲ့နှာခေါင်းကိုရိုက်ချိုးပြီးအဲ့ဒီအမျိုးသမီးကိုပါတပ်ပစ်လိုက်တယ်မင်းသမီးကထွက်ပြေးပြီးတောင်းတကောက်မှာပုံနေပေမဲ့အဲ့ဒီလူကသူမရဲ့အနံ့ကိုခံပြီးရှာတွေ့သွားပြန်တယ်မင်းသမီးကတောင်းပန်လိုက်တဲ့အခါသူခဏတော့စိတ်ပြော့သွားပေမဲ့အခွင့်အရေးရလာတဲ့မင်းသမီးကသူ့လေပင်ကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်ဒီတစ်ခါတော့သူတကယ်ပဲတေဆုံးသွားခဲ့ပါပြီမင်းသမီးကသူ့ခေါင်းကိုဖြတ်ပြီးခမည်းတော်စီကိုပြန်သွားခဲ့တယ်သူမဘယ်လိုရှင်သန်ခဲ့ရပြီးဘာတွေခံစားခဲ့ရလဲဆိုတာအကုန်ပြောပြလိုက်တဲ့အခါ